မနေ့ကဂျာကြီးကြော်စီရကဆိုင်ကိုတရားစွဲမှလို့ဆိုင်ကလည်းဗီဒီယိုကိုတိုင်းဖြတ်ပြီးတော့ပြန်တောင်းမှလာတာကိုတွေ့ရပါတယ်အဲ့ဒီအထဲမှာထူးခြားတဲ့ကောင်လေးတယောက်ကိုတော့တတိထားမိကြမလားတော့မသိဘူးဗျာတစ်ချက်တော့ကျွန်တော်ပြမယ်နော်မချက်ကြည့်ပါဦး အောင်လေးအောင်စပူဖန်လားစမ်းရင်မို့ဖန်လား အောင်စပူဖန် အောင်စပူဖန်စမ်းရင်မို့ဘာလို့မကြိုက်တာလဲ မတီးဘူး သူများတွေကစိုင်းရင်မုံနဲ့အောင်စပူဘသူ့ကိုကြိုက်လဲမေးတော့စိုင်းရင်မုံကိုကြိုက်တယ်ဖြေကြတယ်အောင်စပူကိုဘာလို့မကြိုက်လဲမေးတော့တော်တော်များများကဟိုဟာနဲ့တူတယ်တရားနဲ့တူတယ်တချင်းဆိုတာမကောင်းဘူးအဲ့လောက်ထိပြောရင်တော့ကျွန်တော်တရားဆွဲဖို့ထိတော့မရောက်သေးဘူးတော့ထင်တယ်ဒါပေမဲ့အဲ့ဒါရဲ့နောက်မှာတမီတကအောင်စပူရဲ့မျက်နှာကို AI နဲ့ပြင်ထားတဲ့ပုံလေးဗီဒီယိုတွေလောက်ပြောင်ထားတာတွေထပ်တဲ့တော့ဗီဒီယိုကလုံးဝကိုပလိန်တဲ့ဗီဒီယိုဘက်ကိုရောက်သွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီအထဲမှာကောင်လေးတယောက်ကအောင်စပူနဲ့စိုင်းရင်မုံဘသူ့ကိုကြိုက်လဲမေးတော့သူကအောင်စပူလို့ဖြေလိုက်တယ်စိုင်းရင်မုံဘာလို့မကြိုက်လဲမေးတော့သူကရိုးရိုးသားသားပဲမသိဘူးလို့ဖြေလိုက်တယ်တကယ်လို့သူ့မှာပလိန်ချင်တဲ့စိတ်ရှိရတော့ line ပေါ်မှာလဲစိုင်းရင်မုံကဟိုဟာနဲ့တူတယ်တရားနဲ့တူတယ်ပြောဆိုရေးသားကြတာတွေတွေ့ရတာပဲလေဒါပေမဲ့အဲ့ဒီကောင်လေးကမသိဘူးလို့ဖြေလိုက်တယ်နော်အဲ့ဒါလေးကိုပရိသတ်တွေသတိမထားမိပါဆိုလို့ကျွန်တော်လာပြောပြတာပါအဲ့ဒီဗီဒီယိုကဘာကြောင့်တရားဆွဲဖို့ဖြစ်သွားတာလဲဆိုတော့ဗီဒီယိုကိုကျွန်တော်လည်းသေချာဆက်စုကြည့်လိုက်ပါသေးတယ်ဗီဒီယိုကတတိချာကို edit လုပ်ထားတာတွေ့ရပြီးတော့ဗီဒီယိုရဲ့နောက်ပိုင်းမှာလည်းဆိုင်ရဲ့ logo design ကိုလည်းအပြည့်ထည့်ထားပြီးတော့ marketing center တော့ပို့ဆိုးသွားတာပါဗျာဆရာကျော်စီကစာထုတ်ပြန်ထားတာကိုလည်းသေချာမတွေ့မိလိုက်ကြတာလည်းပါမယ်လို့တော့ထင်တယ်တရက်ပဲချတာဆိုတော့လေအဲ့ဒီဗီဒီယိုကရိုက်ကူးထားတာရော edit လုပ်ဖို့ရောအခြားဟာတွေကိုဗီဒီယိုပေါ်မှာပြန်ထည့်ဖို့ရောဆိုရင်အကျန်းရှာတာတွေရောမကြဘူးဆိုရင်တာမန် editor သမားတယောက်ဆိုရင်တော့2 နာရီ3 နာရီလောက်အချိန်ယူရမယ့်ဗီဒီယိုပဲလို့တော့ကျွန်တော်ထင်တယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်